ကျွန်တော်မိတ်ဆွေများအားလုံးမင်္ဂလာပါမိတ်ဆွေတို့ကိုကျွန်တော်ရဲ့ခဲမွန်ပညာဒါနအစီအစဉ်လေးကပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာကျွန်တော်တို့ရှေ့ဗီဒီယိုမှာ3ဆင့်လေ့ကျင့်ရေးဆွဲပြီးခဲ့ကြပြီဆိုတော့အခုဒီဗီဒီယိုမှာ5ဆင့်ကိုလေ့ကျင့်ရေးဆွဲကြည့်ကြရအောင်နော်ကဲကျွန်တော်တို့စလိုက်ရအောင်နော်ရှေ့ဗီဒီယိုမှာ3ဆင့်ရေးခဲ့ရတယ်လို့ပဲအခုပထမဆုံးခွဲရဲ့အနာတမြင်လေးကနေပြီးတော့စရေးမယ်နော်အပေါ်အောက်မြင်လေးအနာတမြင်လေးတို့တိုက်ပြီးတော့ဖော်လေးပဲဆွဲပဲနော်ပြီးရင်အထက်အောက်ပွတ်ကြည့်မယ်ဒါဆိုရင်ခဲလေးစနေသွားပြီနော်ဒါပေမဲ့မမြင်သာသေးပါဘူးအတွက်အပေါ်ရဲ့အောက်ကိုကလမ်းပြဲဆွဲကြည့်မယ်ပြီးရင်အောက်ကနေအပေါ်ပြန်ဆွဲကြည့်မယ်ဟုတ်ပြီနော်အခုဆိုရင်ခဲမုံတုံးလေးရမြင်သာသလိုဖြစ်သွားပါပြီဒါမဲ့ဒီကြောင်ကျွန်တော်တို့ပါလေးထပ်ပုတ်ကြည့်မယ်နော်ခဲမုံတုံးအနုရေးတဲ့အခါအရင်တုံးတဲ့ဘူတတိထားရတယ်နော်သူကတိတ်အတင်းဆောင်မခံတယ်လို့ပေါ့နော်ပါလေးနဲ့ကျွန်တော်တို့ဖွားလေးခေါ်ယူရတဲ့ပုံစံမျိုးဖြစ်တော့လေနော်ဒါဆိုရင်ကျွန်တော်တို့နံပါတ်1တုံးလေးအဆင်ပြေလောက်ပါပြီနံပါတ်2တုံးလေးဆက်ရေးကြည့်အောင်နော်သူကိုကျွန်တော်တို့အထက်ကရင်အောက်စာရေးကြည့်မယ်ပြီးရင်ဘေကညာရေးကြည့်မယ်နောက်တစ်ခေါက်အပေါ်အောက်ကိုစောင်းရေးကြည့်မယ်ကျွန်တော်တို့ခဲမုံဘူးတွေကခဲမုံတူပြီးတော့အလွတ်စာရမှာကုံတလောက်ဖြီချလိုက်ပြင်မဲ့အဲ့ထဲမှာကြံနေတဲ့ခဲမုံလေးတွေက2တုံးနီးလောက်ရေးလို့ရတယ်နော်အခုဆိုရင်နံပါတ်1တုံးနဲ့နံပါတ်2တုံးကအယောင်ကြီးဒီလောက်ဖြစ်သွားပါပြီကျွန်တော်တို့တဲခွဲရမယ်ဆိုတဲ့အတွက်ပါလေးထပ်တင်ကြည့်မယ်နော်ပြီးရင်အထက်အောက်ထပ်ဆွဲကြည့်ဦးမယ်နည်းနည်းကွဲတဲ့လောက်ဖြစ်သွားပြီเนาะဒါပေမဲ့ကျွန်တော်တို့ပြပြသားလေးမြင်အောင်ပါလေးထပ်ခေါ်တင်ကြည့်မယ်เนาะဒီတစ်ခါအောက်ကရဲ့အပေါ်ကိုစောင်းခေါ်ယူကြည့်မယ်ပေါ်ရဲ့အောက်ကိုတစ်ခါပြန်စောင်းခေါ်ကြည့်မယ်အဲ့လိုဆိုရင်တုံးလေးကနည်းနည်းမြင်သာသလောက်ကွဲလာပြီเนาะတုံးရဲ့အနားတက်မြင်ကြားလေးတွေမှာလိုတတ်တယ်เนาะအဲ့ဒါလေးတွေလည်းတစ်ခါလေးဖြည့်ခေါ်သွားပါနောက်ဆုံးတစ်ခေါက်ထပ်ပွတ်ကြည့်လိုက်မယ်နော်
အခုလို့ဆိုရင်နံပါတ်1နဲ့ကိုယ်စားလောက်ဖြစ်သွားပြီဆိုတော့နံပါတ်3တုံးကိုဆက်ရေးကြည့်အောင်နော်ဒီခါကျွန်တော်တို့အပေါ်ဘက်ကရဲ့အောက်ကိုစောင်းယူပြီးတော့စာရေးကြည့်မယ်နော်အောက်ကရဲ့အပေါ်ကိုပြန်ဆောင်ရေးကြည့်မယ်ဒီလိုပါပဲဘေဆောင်ညာဆောင်ထက်အောက်ပညာဒီလိုပဲတစ်ခုပြီးတစ်ခုထက်ရေးနေတာပေါ့နော်ဘာမှထူးထူးပြောစရာအများကြီးရှိမယ်လို့ကျွန်တော်မထင်ပါဘူးအခုဆိုရင်နံပါတ်1တုံးနံပါတ်3တုံးကပေါ့နော်နံပါတ်2တုံးကိုမီလူနီးလေးဖြစ်နေပြီဒါပေမဲ့နှစ်ထက်ကျွန်တော်တို့ကတုံးကိုပို့ပြီးတော့ရှင်းအောင်အယောင်ကွဲအောင်ရေးရမယ်ဆိုတော့ထပ်တင်မယ်နော်ခေမုံတူတာကိုကျွန်တော်တိတက်မပြောတော့ဘူးเนาะပထမဗီဒီယိုတိုင်းပါပဲခွက်ထဲကတစ်ခါယူပြီးတော့စာရွက်လုံးမှာဖြည့်ချမယ်အဲ့ဖြည့်ချတဲ့နေရာလေးကပဲကျွန်တော်တို့ခေါ်ရေးမှာเนาะခုဆိုရင်နံပါတ်3နဲ့နံပါတ်2တုံးကအယောင်ကြီးတလောက်ဖြစ်သွားပြီကျွန်တော်တို့ကတဲခွဲအောင်ထပ်ပြီးတော့တင်ကြည့်မယ်နော်အနာတက်မြင်းလေးတို့လည်းတတိထားပြီးတခါတည်းပေါအောင်ခေါ်ရေးပါတော့ပါနည်းနည်းထပ်တယ်ပဲနော်ပို့ပြီးတော့တဲခွဲသွားအောင်လေအမအများကြီးပြောစရာမရှိပါဘူးဒီပုံစံပဲသွားနေတာပါเนาะကျွန်တော်တို့ပုံတွေရေးတဲ့အခါကျမှသာပုံတွေရဲ့အပြောင်းလဲပုံမူတည်ပြီးတော့နည်းနည်းမြင်စရာပြောစရာဒီထားစရာလေးတွေရှိလာလိမ့်မယ်လို့ထင်တယ်เนาะဒီတုံးကတော့ဒီလိုပဲပုံတွေသွားနေတဲ့သဘောမျိုးဖြစ်တဲ့ဆိုတော့လေဒိတ်တူပြောစရာမရှိဘူးလို့ထင်တယ်ခင်ဗျနံပါတ်1ထဲအယောင်လေးပို့လာပါပြီအဲ့ကြားလေးဒီနေရာလေးဒီရောနေတတ်တယ်ဖွားလေးဝင်ပေးလိုက်ပါအဲ့သူကြံတဲ့တာတုံး2တုံးရဲ့နယ်နိမိတ်မြင်းနေရာလေးဒီအနာသက်နေရာလေးဒီအညာလေးဒီမှာကြံတတ်ပါတယ်စုပ်ကိုဖော့လိုက်တယ်ဆိုတဲ့အတွက်လေပြီးနံပါတ်4တုံးဆက်သွားကြည့်အောင်နော်အထက်အောက်ကစာရေးကြည့်မယ်ဘယ်ညာဆက်သွားကြည့်မယ်နော်ပေါ်ရရင်အောက်ကိုပြန်ဆောင်ရေးကြည့်မယ်တုံးနေထားလိုပါသေးတယ်ကျွန်တော်တို့ဆက်ခေါ်ရေးလို့ရတယ်เนาะရေးမယ်အနာသက်မြင်းလေးတော့တတိထားပါတခါတည်းပအောင်ခေါ်သွားပါ
နံပါတ်4တုံးနံပါတ်3နဲ့နံပါတ်3တုံးနဲ့ညီသလောက်ဖြစ်နေပြီကျွန်တော်တို့ကွဲပြားအောင်ထပ်တင်မယ်နော်ခဲမုံကပါပါလေးခေါ်ပြီးတော့ယူရေးတယ်ဆိုတဲ့အတွက်တုံးနံပါတ်များလာလေကျွန်တော်တို့ကထပ်တဲ့လီကအခောက်ရည်များလာလေပေါ့နော်နံပါတ်4တုံးနံပါတ်3ထက်နည်းနည်းကွဲပြားလာပါပြီကျွန်တော်တို့မြင်မြင်သာသာလေးဖြစ်အောင်ထပ်ရေးကြည့်မယ်နော်ဂျာတက်မြင်းလေးတွေရောတတ်ပါတယ်စုပ်ဖွာလိုက်တဲ့ဆိုတဲ့အတွက်အညာလေးတွေလည်းတတိထားပြီးပေါင်ရေးပါကလပ်ပြက်လေးတက်ဆွဲကြည့်မယ်နော်တုံးကကွဲပြားဖို့ပါပဲမိတ်ဆွေတို့အဆင်ပြေလို့ရေးလို့ရတယ်နော်ဘယ်တုံးမှာအလေးကဘယ်နဲ့ထည့်ရေးရမယ်လို့သတ်မှတ်ချက်မရှိဘူးနော်ဒီကတုံးရောင်လေးတွေကွဲပြားရင်ရပါပြီမိတ်ဆွေတို့အဆင်ပြေလို့ရေးလို့ရပါတယ်ခုဆိုရင်နံပါတ်4တုံးကနံပါတ်3ထက်ကွဲပြားသွားပြီနော်နံပါတ်5ဆက်သွားကြည့်အောင်အဲ့လိုကျန်တဲ့နေရာလေးတွေအဖြူလေးတွေမှာကျန်တတ်တယ်အဲ့ဒါလေးလို့ကျွန်တော်တခါတည်းဖြည့်ရနော်ကျွန်တော်တို့အပေါ်ရဲ့အောက်ကိုဆောင်းပြီးသွားရင်အောက်ကရင်အပေါ်ပြန်ဆောင်းရေးမယ်ထပ်အောက်ပြန်ဆွဲကြည့်မယ်နားတက်မြင်းလေးတွေတတိထားပြီးခေါ်သွားပါအဖို့နားတက်မြင်းအောက်နားတက်မြင်းဘေးအနားတက်မြင်းဒါမျိုးလေးမှာဂျန်ကိုဂျန်နေတတ်ပါတယ်စုပ်ဖော်လိုက်တဲ့ဆိုတော့အတွက်နံပါတ်5ကိုထပ်ဖြည့်နေမယ်နော်ကျွန်တော်တို့နံပါတ်5ကနံပါတ်4နဲ့ညီစလောက်ဖြစ်လာပြီဒီထဲပူရင့်ပြရမယ်ဆိုတဲ့အတွက်ထပ်တင်မယ်နော်အနားတက်မြင်းလေးလည်းတခါလေးခေါ်သွားပါတုံနဲ့တုံကြားနေရာလေးတွေနော်အဲ့နေရာလေးလည်းတခါလေးပေါအောင်ခေါ်တော့ပြီကွဲပြားအောင်ကျွန်တော်တို့ထပ်တင်ကြည့်မယ်နော်ဒီတကပညာခေါ်ရေးကြည့်မယ်ဘာမှအများကြီးပြောစရာမရှိเนาะအခုလိုပဲရေးနေတယ်ဆိုတော့လေအနားတက်မြင်းလေးတွေကိုတခါလေးပေါအောင်ခေါ်သွားပြီเนาะကျွန်တော်တို့ရေးပြီးသားတုံးလေးတွေမှာခုမျက်စိအောက်မှာရုပ်နေတယ်တိတ်မသေးခွဲဘူးထင်ပြန်ဖြည့်လို့ရတယ်เนาะကိုစိတ်အဆင်ပြေတယ်လို့ပေါ့ကိုမျက်စိတွေ
ဘယ်နေရာလေးကလိုအပ်တဲ့ထင်လဲဘယ်နေရာလေးကတဲခွဲကတိတ်မရှိဘူးပြီးပြင်းတာမရှိဘူးဆိုရင်ကျွန်တော်တို့လိုက်ပြန်ဖြည့်တင်လို့ရတယ်နော်အဲ့ဒါတုံးအကွက်တွေများလာလေအဲ့လိုပုံစံကပေါ်လာလေးပါပဲအဲ့ဒါလေးကိုပြန်ညှိပြီးတော့ရေးရတာမျိုးလေးလည်းရှိရနော်အဓိကအချုပ်ကတော့ကျွန်တော်တို့တုံးလေးတွေကိုညညာနဲ့တစ်ခွက်ချင်းမှာတစ်ဆင့်ချင်းအရောင်ပြောင်းပြီးတော့ကိုလိုချင်တဲ့အကွက်ရည်ထွက်ရရင်ရပြီနော်ကျွန်တော်တို့အဲ့လိုလူတဲ့နေရာလေးတွေပြန်ဖြည့်လိုက်ပါဒါရှေ့တုံးတွေရေးပြီးတော့နောက်တုံးလေးကလိုအပ်ချက်ကလေးပုံစံမျိုးရော့သွားတာမျိုးပြန်ဖြစ်တတ်တယ်ရှေ့တုံးကရင့်သွားတဲ့အတွက်နောက်တုံးကပူနုသွားတယ်လို့စိတ်ထဲမှာဖြစ်တတ်တယ်เนาะအဲ့ဒါလေးပြန်ညှိလို့ရတယ်ဒီပုံစံလေးပဲကျွန်တော်တို့လေ့ကျင့်ရေးဆွဲကြည့်ကြပါเนาะဒီတုံးလေးတွေကိုတတိထားပြီးတော့ခရီးဆိုင်ရေးပြပါအခုလိုရေးတာလေးကကျွန်တော်တို့ပုံရေးတဲ့ခါမှာအများကြီးထောက်ကူဖြစ်ပါလိမ့်မယ်ကျွန်တော်ရဲ့ဗီဒီယိုကြည့်ရှုအားပေးတဲ့မိတ်ဆွေတယောက်ချင်းတိုင်းကိုကျေးဇူးအထူးတင်ရှိပါကြောင်းကျွန်တော်လေးနက်ပြောပြရစေခင်ဗျာကျွန်တော်ဟာပညာရှင်တယောက်မဟုတ်တဲ့အတွက်လိုအပ်ချက်တွေအများကြီးရှိနေနိုင်ပါတယ်နားလည်ခွင့်ပေးကြဖို့လဲမေတ္တာရက်ခံအပ်ပါတယ်ခင်ဗျာမိတ်ဆွေများအားလုံးကျမ်းမာချမ်းသာကြပါစေ